သူမအနေနဲ့လက်ရှိတွဲနေတဲ့ယောက်ျား၄ယောက်လုံးကိုတကယ်ချစ်တာပါဘယ်သူကိုမှမခွဲနိုင်ပါဘူးဒီအတိုင်းလေးပဲလေးပွင့်ဆိုင်ပေါင်းတင်သွားခြင်းပါတယ်လို့ပွန့်ပွန့်လင်းလင်းပဲပြောဆိုထားပါတယ်သူမဟာလက်ရှိမှာလင်း၄ယောက်ရဲ့အင်္ဂလိပ်ကိုတလဲစီသွားရောက်နေထိုင်ပြီးပျော်ပါနေတယ်လို့လည်းသိရပါတယ်မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ထိုင်းနိုင်ငံကလူမှုကွန်ရက်စာမျက်နှာတွေထဲမှာအញ្ញံကိုဟိုလီတကြော်ကြော်ဖြစ်နေတဲ့ရှားပါမှုခင်ဖြစ်ရမှန်တဲ့တဲ့ပုတ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒီတဲ့ကတော့ရိုးရိုးအိမ်တောင်ရေးဖောက်ပြဲမှုဇလန်းမျိုးမဟုတ်တဲ့တရင်ဝင်လင်းယောက်ျားအပါဝင်တခြားသောယောက်ျား၃ယောက်ကိုပါတကြိုင်တည်းတွဲခုန်ပြီးခြေလန်းသွဲ့တိအမျိုးသမီးတယောက်အကြောင်းပဲခင်တိုင်ဒီအမျိုးသမီးဟာတရင်ဝင်လက်ထပ်ပေါင်းတင်ထားတဲ့ခင်မွန်းတဲ့ရှိလီရဲ့နဲ့တခြားသောယောက်ျား၃ယောက်နဲ့တစ်တစကီဖောက်ပြန်နေကြတာပါဒီမှာဖောက်ပြန်တဲ့အထဲမှာအမှန်စင်၃လို့ပြောလို့ရတဲ့ထိုင်းစစ်တပ်ကစစ်ဗိုလ်တယောက်လည်းပါဝင်နေပါတယ်ဒီတနာကတော့အဲ့ဒီစစ်ဗိုလ်ရဲ့ဇနီးတွေကစပြီးရိမိသွားတဲ့နေရာကနေစလာပါတယ်စစ်ဗိုလ်ကတော့ဟာသူ့ယောက်ျားရဲ့အခြေအနေမဟန်တာကိုရိပ်မိပြီးနောက်ပိုင်းမှာတေချာလိုက်လံစုံစမ်းခဲ့ပါတယ်အဲ့ဒီခါမှာတော့ကြောင်လူစရာကောင်းတဲ့အမှန်တရားကိုတွေ့ရှိလိုက်ရပါတယ်အဲ့ဒါကတော့သူ့ယောက်ျားနေဖောက်ပြန်နေတဲ့အမျိုးသမီးဟာသူ့ယောက်ျားအပြင်းနဲ့နောက်ထပ်တခြားယောက်ျားအင်းနဲ့ပါရှုံ့ရှက်ခတ်နေတယ်ဆိုတာကိုပါပဲစစ်ဗိုလ်ကတော့ဟာဒီအမျိုးသမီးရဲ့ဖောက်ပြန်မှုအရှုတော်ပုံတွေကိုအထောက်အထားခိုင်ခိုင်လုံလုံရယူပြီးတဲ့နောက်မှာတော့ဒီအမျိုးသမီးရဲ့တရားဝင်လင်းယောက်ျားရင်းစီကိုသွားရောက်ပြီးရှင်မေးမှာဘာဒီလုပ်နေလဲကြည့်အောင်ဆိုပြီးတက်သေးတွေနဲ့တကွာသွားရောက်ဖွင့်ချပြတာချေပါတယ်ဒါပေမဲ့ဒီနေရာမှာပိုပြီးအောက်ပိုကောင်းတာကတရားဝင်လင်းယောက်ျားရဲ့တုံ့ပြန်မှုပါပဲတာမန်ဆိုရင်တော့ကိုမိမဖောက်ပြန်တာကိုသိလိုက်ရရင်ဒေါသထွက်ကြမှာဖြစ်ပေမဲ့ဒီမျိုးသားကတော့သူမိမဖောက်ပြန်နေမှအစာကလေးကတိထားပြီးသားလို့ဝင်ခံပါတယ်တိတိကြီးနဲ့ဘာလို့ငင်ခံနေရတယ်လဲဆိုတော့သူမိမကဖောက်ပြန်တဲ့လင်းငယ်တွေစီကနေငွေကြေးတွေရအောင်ယူပေးနိုင်တယ်လို့နေစရာအိမ်အစ်စ်ကြီးကိုလည်းစောက်ပေးထားလို့ပါတယ်ဒါအပြင်သူကိုယ်တိုင်ကလည်းသူမိမကိုအရင်ချစ်တာကြောင့်ဒီကိစ္စတွေကိုမသိချင်အောင်စောင်းပြီးတီးခံပေါင်းသိနေခဲ့တာလို့ဆိုပါတယ်အရင်ကတော့မိမဖြစ်သူကိုဖောက်ပြန်တာတွေရက်တိုင်းကရပ်ဖို့တားမြစ်ခဲ့ဘူးပေမဲ့ငွေကြီးအထောက်ပံ့နေဆောင်ခေါင်းငုံခံနေခဲ့ရတဲ့ဒီအမျိုးသားကအခုနောက်ဆုံးပါတော့တီးမခံနိုင်တော့ပဲသတင်းဌာနတွေကိုဖွင့်လာပြောဆိုလာခဲ့ရပါပြီအတိုင်းရင်ကတော့ဖောက်ပြန်တဲ့ဇနီးတွေဟာကျရင်ဝင်လင်းဖြစ်တဲ့သူ့ကိုအိမ်ပေါ်ကနေအတင်းအဓမ္မမောင်းချလိုက်လို့ပါပြီသူမကလင်းငယ်လေးကိုအိမ်ပေါ်ခေါ်တင်နေတာကြောင့်မူလလင်းကြီးကိုနှင်းချလိုက်တဲ့သဘောပါပဲကိုရင်ကန်ရှင်မျိုးသမီးကတော့သူမအလီနဲ့လက်ရှိတွဲနေတဲ့လောက်ကြ၄ယောက်လုံးကိုတကယ်ချစ်တာပါဘသူကမှမခွဲနိုင်ပါဘူးဒီတိုင်းလေးပဲလေးပွင့်ဆိုင်ပေါင်းတင်သွားခြင်းပါတယ်လို့ပွန့်ပွန့်လင်းလင်းပဲပြောဆိုထားပါတယ်သူမဟာလက်ရှိမှာလင်း၄ယောက်ရဲ့အိမ်လေးကိုတစ်လှည့်စီးသွားရောက်နေထိုင်ပြီးပျော်ပါနေတယ်လို့လည်းသိလာပါတယ်ကျန်တဲ့လင်းငယ်နှစ်ယောက်ကတော့ဒီအကြောင်းတွေကိုလုံးဝမသိသေးဘူးလို့ဆိုပါတယ်အခုဆိုရင်တော့ဒီသတင်းဟာထိုင်းနိုင်ငံမှာအရန်ကိုနာမည်ကြီးနေပြီးလူတွေရဲ့ဝေဖန်မှုတွေကိုမြင့်တက်ခဲ့ပါပြီပရိသတ်ကြီးတော့ဒီလိုလေးပွင့်ဆိုင်အခြေဇလန်အပေါ်ဘယ်လိုမြင်မိကြလဲဆိုတာပြောပြပေးခဲ့ပါအောင်ခင်ဗျာ